ပကံခေတ်မှာမင်းတစ်ပါးကသူ့နောင်တော်ကိုတက်ပြီးနန်းတက်ခဲ့တဲ့အဖြစ်ပြက်ရှိတယ်ဆိုတာသိပါသလားအဲ့ဒီမင်းကတော့နယပတိစီသူဖြစ်ပါတယ်သူဟာနတ်သူမင်းရဲ့သားတော်ဖြစ်ပြီးညီကိုနှစ်ယောက်ထဲမှာအငယ်ဖြစ်ပါတယ်ရာဇဝင်မှတ်တမ်းတွေမှာတော့နယပတိစီသူရဲ့မိဖုရားဖြစ်တဲ့ဝေလူဝတီမိဖုရားကိုနောင်တော်ဖြစ်တဲ့နတ်သိင်္ဂကလိုချင်တက်မှတ်ခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်မင်းကြီးအကိုကြားအငင်းပွားမှုကြီးဖြစ်လာပြီးနောက်ဆုံးမှာနယပတိစီသူကနောင်တော်ကိုလှုပ်ကြံကပကံထီးနန်းကိုသိမ်းပိုက်လိုက်ပါတယ်နန်းတက်ပြီးနောက်သူမယုံကြည်တဲ့မင်းမှုထမ်းတွေကိုတုတ်တင်ခဲ့ပြီးအဲ့ဒီထဲမှာပညာရှိအမတ်ကြီးဖြစ်တဲ့အနန္တသူရိယလည်းပါဝင်ခဲ့ပါတယ်ဒါပေမဲ့နယပတိစီသူမင်းလက်ထက်မှာသာသနာရေးနဲ့ဖျားတည်ဆောက်မှုတွေအများကြီးပြုလုပ်ခဲ့ပါတယ်ထင်ရှားဆုံးကတော့ပကံမှာရှိတဲ့ကရော့ပလင်ဖျားနဲ့ဆူလာမဏိဖျားတို့ဖြစ်ပါတယ်နယပတိစီသူမင်းလက်ထက်ကမြန်မာစာကိုကြောက်စာတွေမှာပုံမရေးသားလာတဲ့အတွက်မြန်မာစာပေဖွံ့ဖြိုးလာတဲ့ခေတ်တစ်ခုလို့လည်းသမိုင်းပညာရှင်တွေကသတ်မှတ်ကြပါတယ်